မချစ်ချက်ကူကိုမှာစော့တဲ့နဲ့ကွန်မန်ဒါတစ်ခုရှိပါတယ်အဲ့ဒါတော့အိမ်မွန်ကွန်မန်ဒါပါကလုံးရှာနေရင်1 ကိုဟီးရိုးတွေမပေးတော့လို့လောင်ရတာမျိုးတွေကို5 ကို3 star ဖြစ်ခံနေမှာဟီးရိုးမကြံတော့တာဂိုးမလောက်တာမျိုးတွေကြောင့်စိတ်ညစ်ရတာမျိုးတွေနဲ့5 ကို3 star ဖြစ်သွားချိန်မှာကွန်မန်လေးစီကအဖြစ်ရတဲ့လောက်ကိုပျော်ရတဲ့အခိုက်အတန့်တွေကိုအိမ်မွန်ကပေးသွင်းနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စူပါမှာဒီနေ့မှာတော့အိမ်မွန်ကွန်မန်ဒါကိုဘယ်လိုမျိုးဆော့ရမလဲဆိုတာနဲ့အားလိမှာဘယ်လိုမျိုးတွေးထင်းရမလဲဆိုတာတွေကိုရှင်းပြပေးသွားပါမယ်အိမ်မွန်ကွန်မန်ဒါရဲ့အလုပ်ပုံကတော့ပွဲစားပြီဆိုတာနဲ့ကလုံးတစ်လုံးရရှိမှာဖြစ်ပါတယ်နောက်ထပ်လည်းကလုံးနှလုံးရရှိရုံမှာဖြစ်ပြီးတော့အဲ့ဒီကလုံးနှလုံးကိုတော့ဟီးရိုးတွေကို2 star တင်ပြီးတော့ရရှိမှာဖြစ်ပါတယ်2 star ကို9 ခါတင်မယ်ဆိုရင်ကလုံးတစ်လုံးရရှိမှာဖြစ်ပါတယ်အီမွန်နဲ့5 ကိုဆော့မယ်ဆိုရင်တော့အီမွန်ရဲ့ power cut ကိုယူတာအကောင်းဆုံးပါအီမွန်ရဲ့ power cut ကတော့ hero 2 star တစ်ကောင်ဖြစ်တိုင်းမှာဂိုးလေးချက်ရရှိမှာဖြစ်ပါတယ် total ဂိုး20ထိရရှိမှာဖြစ်လို့ hero 5ကောင်2 star ထိတင်လို့ရပါတယ်အဲဒါကြောင့်မလို့အားလီမှာအီမွန် cut ကိုယူပြီးတော့2 star တွေရှာကလုံးတစ်လုံးထုတ်ပြီးဆော့ရတာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့အီမွန်ရဲ့လှုပ်ပုံကိုသိမယ်ထင်ပါတယ်ဒါဆိုရင်တော့အားလီမှာဘယ်လိုတွေးထိမလဲဆိုတာကိုဆက်ပြီးတော့သွားလိုက်ကြရအောင်ဗျာအားလီမှာတွေးပြီးလို့ထိမလဲဆိုရင်တော့ရတဲ့ဟီးရိုးနဲ့ထိရမယ်ဆိုတာအားလုံးသိကြမယ်လို့ထင်ပါတယ်ဒါပေမဲ့အခြေပြုရမယ့်ဟီးရိုးတွေလည်းရှိပါတယ်အဲ့ဒါတော့ Minor 2 star ဒါမှမဟုတ်ရင် Dino 2 star တို့ကိုရှာပြီးတော့ထိတာပါတကယ်လို့ကိုကအားလီမှာကလုံးရှာနေရင်လည်း Minor 2 star ဒါမှမဟုတ် Dino 2 star ရတယ်ဆိုရင်ဂိုးလေးလောက်တယ်ချက်ရှာဖို့လည်းဂိုးရှိသေးတယ်ဆိုရင်တော့အဲ့ဒီ2 star ဖြစ်နေတဲ့ Minor နဲ့ Dino တို့ကိုခြံထားပါမီနိုရို2 star ကတော်တော်လေးမှာပြီးတော့ healing effect လဲပါသလိုဒိုင်းရော2 star ကတော့ damage လဲထွက်တယ် keychain item လဲထည့်လို့ရတာဖြစ်တဲ့အတွက်အားလီမှာဒိုင်းရောနဲ့မီနိုရိုတွဲထားမယ်ဆိုရင် damage လဲထွက်တယ်မာလဲမှာပြီးတော့တွေးထိန်လို့အများကြီးကောင်းပါတယ်ဒီနေရာမှာအဓိကအရေးကြီးဆုံးတစ်ခုရှိပါတယ်အိမ်မွန်ဆော့မယ်ဆိုရင်စက္ကန့်မချ3ရဖြစ်ကိုဖြစ်ရမှာပါတကယ်လို့စက္ကန့်မချ3မဖြစ်ဘူးဆိုရင်ကံမကောင်းတဲ့ပွဲတွေမျိုးမှာဆိုရင်လုံးဝ level ကလိုက်လို့မှီမှာမဟုတ်ပါဘူးစက္ကန့်မချသူတွေဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာအားလုံးပဲကျွန်တော်ဗီဒီယိုတွေကြည့်ပြီးရင်သိကြမယ်ထင်ပါတယ်ကိုက stage 1မပြီးခင်အထိကို level 4မှာပဲထားမှာပါ stage 1ရဲ့ round 4ရောက်ပြီဆိုရင်ကျွန်တော်တို့ကစက္ကန့်မချသူတွေရှာပါမယ်အဲ့လိုရှာနေရင်လည်း1 go hero တွေကိုစုသွားပါမယ်ဘာလို့အဲ့လိုမျိုး2 star တွေတင်နေလဲဆိုရင်ကျွန်တော်တို့မှာကလုံးတစ်လုံးထုတ်ဖို့ကြံနေပါသေးတယ်အဲ့ကလုံးက2 star 9ကောင်ကြီးဖြစ်ရမှာဖြစ်လို့ဒီမှာစက္ကန့်မချရှာနေရင်လည်းမထူးဆိုပြီးတော့2 star တွေတင်ပြီးတော့သွားတာဖြစ်ပါတယ်ဒီနေရာမှာ Fuvia 3ကောင်ပေါ်နေပေမဲ့ဘာလို့2 star တန်းမတင်လဲဆိုတာကိုအားလုံးသိကြမယ်ထင်ပါတယ်ဒါပေမဲ့မသိသေးတဲ့သူတွေအတွက်ရှင်းပြရမယ်ဆိုရင်တော့ဒီမှာတန်းတင်လိုက်ရင် blessing ရမှာမဟုတ်ပါဘူး blessing က stage 2ရမှာ stage 2စမှရမှာဖြစ်တဲ့အတွက်ဒီမှာမတင်သေးဘဲနဲ့ပွဲထဲမှာ hero တစ်ကောင်ပဲတင်မယ်ပြီးရင်ကျန်တဲ့2ကောင်ကိုတော့ဒီတိုင်းပဲဝယ်ထားတာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ stage 2စပြီဆိုရင် Fuvia က2 star ဖြစ်သွားပြီးတော့ blessing လည်းထရပြီဖြစ်ပါတယ်ဒီလိုဘောက်ယူရတဲ့အချိန်မှာတော့ကိုကအောက်မှာလဲရောက်တယ်ကရီဒါမှမဟုတ်ဂူရှင်တို့လိုဟီးရိုးတွေလည်းဘောက်မှာပါတယ်ဆိုရင်တော့ယူသင့်ပါတယ်အဲ့ဒီဟီးရိုးတွေကအားလီမှာတွေးထိန်လို့ကောင်းလို့ပါဒီလိုမျိုးမီနိုတို2 star နဲ့ဆော့နေရင် short မှာ haircut ပေါ်တယ်ဆိုရင် astro နဲ့တွဲပြီးတော့တွေးထိန်လို့ရတယ်လို့ dino 2 star နဲ့ဆော့တယ်ဆိုရင်လည်း short မှာငကားပါညာနဲ့လက်သီးဖိုးလောက်နဲ့တွေးထိန်လို့အဆင်ပြေပါတယ်အိမ်မွန်ဆော့မယ်ဆိုရင်အားလီမှာဘယ်ဟီးရိုးနဲ့ဘယ်လိုမျိုးတွေးထိန်မှာဆိုပြီးတော့ပုံသေးတက်မှတ်ချက်တွေမရှိပါဘူးရတဲ့ဖိုးကိုပုံမှာမူတည်ပြီးတော့ကိုကဖလိုးလေးဖြည့်ပြီးတော့ထိန်သွားရလို့ပဲအဆင်ပြေတာပါအိမ်မွန်ကဂျားထဲမှာထူးထူးခြားခြားကြီးရှင်းပြစရာဘာမှသိမ့်မပါဘူးလို့ခံစားရတဲ့အတွက်ကျွန်တော်ဒီနေရာတွေကိုကြော်လိုက်ပါမယ်5ကိုဘယ်ချိန်မှာရှာရမလဲဘယ်လိုမျိုးဆိုရင်ဘယ်လိုဆုံးဖြတ်ချက်နဲ့ရှာသင့်လဲဆိုတာတွေကိုဆက်ပြီးရှင်းပြပေးသွားပါမယ်ကျွန်တော်တင်တဲ့ညကိုလည်းသိကျင်တယ်ကျွန်တော်နဲ့လည်းစကားတွေအပြန်အလှန်ပြောပြီးတော့မေးချင်တာတွေကိုမေးချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel လေးကို join ထားဖို့လိုပါတယ် Telegram channel ရဲ့ user name ကိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့အပေါ်လေးမှာရေးပေးထားပါတယ်အဲဒီ user name လေးတိုင်း Telegram မှာရှာပြီးတော့ Telegram channel လေးကို join ထားလို့ရပါတယ်ဒီလိုမျိုးလေးလံရောင်းမှာဆိုရင်တော့ကိုလိုချင်တဲ့အရာကို6ချက်ထိပေးမယ်လို့စဉ်းစားထားရင်အရင်ဆုံးရအောင်တက်ပါတကယ်လို့9ချက်ထိပေးမယ်ဆိုရင်တော့ဒုတိယနဲ့တက်ပါအဲ့လိုမှမဟုတ်ဘဲနဲ့ကိုက12ချက်လောက်ထိပေးမယ်ဆိုရင်တော့တခြားသူတွေတက်တာ9ဘယ်လောက်ရှိသွားပြီလဲဆိုတာကိုကြည့်ပြီးတော့တက်ပါအိမ်မွန်ဆော့ရင်ကလုံးကို9ဘယ်လောက်နဲ့လူသွင်းနေဆိုရင်အများဆုံးကတော့9ချက်ထိပေးပြီးတော့လူသွင်းပါတယ်တကယ်လို့ကိုက level လဲမိတယ်ကတ်တရလည်းအရန်ကောင်းနေတယ်ဆိုရင်တော့12ချက်15ချက်လောက်ထိပေးပြီးတော့လူလိုက်လဲပြဿနာမရှိပါဘူးဒီပွဲမှာတော့ကျွန်တော်ကလုံး3လုံးနဲ့ဆော့ပြနေတဲ့အတွက်ကလုံးကိုတော့ရှင်ပြီးမလူရပါဘူးပြီးတော့ရှင်ပြီးလူရတဲ့အရာတွေကိုလည်းမကြိုက်လို့ပါဒီလို stage 3ရောက်ပြီဆိုရင်တော့တခြားသူတွေလည်း level လဲမြင်လာပြီ flow တွေကလည်းစုံတလောက်တွေဖြစ်နေပြီဖြစ်တဲ့အတွက်တွေးထင်ရတာတော်တော်လေးခက်လာမှာပါဒါပေမဲ့စိတ်မပူပါနဲ့အဆင်ပြေသလိုပဲထိတ်မှာအိမ်မွန်ကတွေးတင်းနေတော့မှပြန်ပြီးတော့ကမ်းပတ်လို့ရတဲ့ commander တစ်ခုပါအဲဒါကြောင့်မလို့အိမ်မွန်ကိုဒူအော်တိုင်း commander လို့ခေါ်တာဖြစ်ပါတယ်
ဒီ state 3မှာဆိုရင်တော့လောက်စရာတစ်ခုပဲရှိပါတယ် state 3ရဲ့တတိယကတ်ယူပြီးသွားပြီဆိုတာနဲ့ကိုလည်း flow ဖြစ်မယ်2 star တွေတင်မယ် weight ကိုတင်ပြီးတော့ဂျားတဲ့နောက်လေးတွေးထိမှာဖြစ်ပါတယ်တကယ်လို့ကိုကဒီ state 3ပြီးလို့ state 4ကိုဒါရောက်ရှိခဲ့မယ်ဆိုရင်တော့တေချာပေါင်း593 star ရရှိမှာဖြစ်ပါတယ်အိမ်မွန်ဆော့ရင်လွဲမားနေတဲ့အယူဆတစ်ခုရှိပါတယ်အဲ့ဒါတော့ state 4ရဲ့ခရီးတောင်းရောက်မှာအိမ်မွန်က593 star ဖြစ်ရမယ်ဆိုတဲ့အယူဆလွဲဖြစ်ပါတယ်အိမ်မွန်ကလုံးဝအဲ့လိုမျိုးစောင့်ပြီးတော့ဆော့ရလို့တဲ့ commander မဟုတ်ပါဘူးတကယ်လို့ကိုက state 3ရဲ့ round 5 round 6လောက်မှာနေတော့593 star ဖြစ်နိုင်တဲ့ commander ပါအဓိကကတော့ hero ရဖို့ပဲလိုတာပါတကယ်လို့ဒီ round တွေမှာ593 star မဖြစ်ဘူးဆိုရင်တော့မှကိုက state 3ရဲ့ fit ပေါက်ကိုမိပြီဆိုတာနဲ့တေချာပေါက်593 star ဖြစ်ပါပြီတကယ်တော့အိမ်မွန်လိုအပ်တာ state 3ရဲ့ fit ပေါက်အထိတွေးခံဖို့ပါပဲဒီပွဲမှာတော့အောက်ကအိမ်မွန်က promotion ကတ်နဲ့မလို့တေချာပေါက်593 star တကောင်ဖြစ်တော့မှာပါအဲ့ဒါကြောင့်မလို့သူပါဆော့မလဲဆိုတာကိုကြည့်ပြီးတော့ကျွန်တော်တို့ကပွဲထဲမှာသူဆော့တဲ့ hero ကိုနိုင်မဲ့ hero ကိုတေချာလေးရွေးချယ်ပြီးတော့ပွားဖို့လိုအပ်ပါတယ်ဒီလိုမျိုး state 3ရဲ့နောက်ဆုံးကတ်ကိုယူပြီးပြီဆိုရင်တော့ကိုကတွေးလည်းမရှိတော့ဘူးဆိုရင် flow တစ်ခုခုတော့တည်ဖို့လိုအပ်ပါတယ်ဘာ flow တွေတည်တွေးမရှိတော့ရင်ဘာ flow တွေတည်ဖို့အကောင်းဆုံးလဲဆိုတာကတော့ patient scammer ဒါမှမဟုတ် maximum dollar ကိုတည်ပြီးတော့ဆော့လို့ရပါတယ်ကိုယ့်ရဲ့တွေးအခြေအနေကနောက်လာမဲ့ဘောက်ကိုမှီနိုင်ရောက်တယ်ဆိုရင်တော့ရတဲ့ fight go hero တွေကိုပဲ2 star တင်ပြီးတော့ထည့်ထိန်သွားလို့လည်းအဆင်ပြေပါတယ်ရမှာဆိုရင်တော့ Angela မီယာတို့လိုမျိုးအားလေးဖိဆော့တဲ့ commander တွေပါတာဖြစ်လို့အိမ်မွန်ကအရန်ကြီးဆော့ကောင်းတဲ့ commander တော့မဖြစ်နေခဲ့ပါဘူးအဲ့ဒါကြောင့်မလို့အိမ်မွန်ဆော့မယ်ဆိုရင်တော့ကိုက run ကိုတိတ်ပြီးတော့ seriously မတက်ချင်ဘူးဒါပေမဲ့593 star နဲ့ပဲပွဲတိုင်းဆော့ကျင်နေဆိုမှအိမ်မွန်ကိုဆော့ဖို့အကြံပေးချင်ပါတယ် run ပွဲတိုင်း run မဲတက်ချင်နေဆိုရင်တော့အိမ်မွန် commander ကမဆော့သင့်ပါဘူးဘာလို့လဲဆိုရင်အိမ်မွန်ကဒူး online commander ဖြစ်လို့ပါ8887နဲ့လည်းထွက်သွားနိုင်တာမလို့အိမ်မွန်နဲ့ဆော့မယ်ဆိုရင်တော့ run တက်ဖို့ကအာမခံချက်တော့မရှိပါဘူးဒီချိန်မှာတော့အောက်ကအိမ်မွန်က lane 3 star ဖြစ်သွားပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က lane 3 star ကိုနိုင်မဲ့ hero ကိုပဲပွားတင်ပါတယ်တကယ်လို့ကိုကရရ hero ကိုပွားမယ်ဆိုရင်တော့ဒီ lane 3 star ကိုမနိုင်တဲ့အတွက် share 1ရဖို့ကသိကြမှာမဟုတ်ပါဘူး lane က swift play hero ဖြစ်တဲ့အတွက်ကိုကဦးတက်ဒါမှမဟုတ်ကလောက်တို့လက်စလီတို့လို hero တွေကိုစော့မယ်ဆိုရင်တော့ lane ကိုလုံးဝနိုင်မှာမဟုတ်ပါဘူးလက်စလီကတော့နည်းနည်းနိုင်ကြီးရှိရဲဆိုပေမဲ့ဦးတက်နဲ့ကလောက်ကိုတော့စော့မယ်ဆိုရင်တော့လုံးဝဖြစ်နိုင်မှာမဟုတ်ပါဘူးလင်းကိုနိုင်ကြီးရှိတဲ့ fight go hero ကတော့ Lancelot ဒါမှမဟုတ် Alpha နဲ့ Brand လိုပဲဖြစ်ပါတယ်ဒါပေမဲ့ Brand ကလည်းနှက်ထားတာဖြစ်တဲ့အတွက်နိုင်မယ်လို့အရင်ကြီးအမခံချက်တော့မရှိပါဘူးအီမွန်ဆော့မယ်ဆိုရင်တော့ short မှာ fight go hero ဘယ်နှကောင်ကြံသေးလဲဆိုတာကိုအမြဲတမ်းစစ်ဆေးနေဖို့လိုအပ်ပါတယ်ဒီလိုမျိုး state 4ရဲ့ round 1ထိကိုကအသက်ရှင်လာပြီဆိုရင်တော့ 593 star စရှာလို့ရပါပြီကိုမှာ592 star တစ်ခေါက်လောက်ရှိရင်တော့မှဒီမှာဂိုးများများရှိတယ်ဆိုရင်စပြီးတော့ရှာလို့ရပါပြီဒီ round မှာရှာတာကအိမ်မွန်တို့အကောင်းဆုံးအချိန်ပါဒီပွဲမှာတော့ Lancelot တွေမရှိတော့တဲ့အတွက်ကျွန်တော်က Alpha ကိုပဲပွားပြီးတော့ဆော့လိုက်ပါတယ်ဒီလိုမျိုး593 star ဖြစ်သွားတယ်ပြီးတော့ကျွန်တော်ကအိမ်မွန်နဲ့လည်းတွေ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ round တွေမှာကျွန်တော်ရှုံးနိုင်တဲ့လူကမရှိတဲ့လောက်ကိုဖြစ်နေပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဂိုးတွေကိုစပန်းပြီးတော့ hero weight ကိုမတင်ပါဘူးဂိုးအတိုးချန်ပြီးတော့ပဲတဖြည်းဖြည်းချင်းနဲ့ကျွန်တော်မှာပါတဲ့ synergy တွေကိုဖြည့်သွားမှာဖြစ်ပါတယ်ဒီနေရာမှာ593 star ဖြစ်သွားမယ်လေ position တွေကအရန်ကိုအရေးကြီးပါတယ်ဒီပွဲတွေမှာဆိုရင် maximum dollar တွေကများတာဖြစ်တဲ့အတွက် Alpha လို hero ကိုနောက်ဆုံး backline မှာထားတာအရန်ကြီးမကောင်းပါဘူးဘာလို့လဲဆိုရင် backline မှာထားရင် maximum တွေက CF တွေဒီမိုဟန်တာတွေနဲ့ပြတ်မှာဖြစ်တဲ့အတွက် Alpha ခံနိုင်ကြီးကနည်းပါတယ်အဲ့ဒါကြောင့်မလို့ maximum တွေကိုမြန်လေး damage ပေးနိုင်တယ်ရှေ့ဆုံးက line မှာထားတာအကောင်းဆုံးပဲဖြစ်ပါတယ်โอเคဒီလောက်ဆိုရင်တော့အိမ်မွန် commander ကိုဘယ်လိုဆော့ရမလဲဘယ်လိုမျိုး hero တွေကိုရှာသင့်လဲဆိုတာကိုအားလုံးပဲနားလည်သွားကြမယ်လို့မျှော်လင့်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတော်တော်ကြည့်နေတယ်ဆိုရင်တော့ game play အစဆုံးမှာကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးမှာတွားပြီးတော့ကြည့်ရှုနိုင်ပါတယ် YouTube ရဲ့ကြည့်နေတဲ့သူတွေကတော့ဒီဗီဒီယိုကိုအစဆုံးဆက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လေးလုပ်ခဲ့ပြီးတော့ဒီဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင်လည်းလက်မလေးနှိပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံကြတာပေါ့Steady, I feel ready, but my legs heavy, I don't get it. How come I haven't hit it already? Still working, I'm still learning, I'm still searching, finally earning something, finally turning something called a profit. If I hear you talking shit, don't get caught in it. I'll be popping off and hit your ass, dropping all your shit. Yeah, I promise this, I got promises, you ain't stopping this. Cross my shit, you'll be knocked unconscious, bitch. That's the consequence, I got this, I will not quit. Man, I'm on it, honest, I'm gon' launch quick, then I'm gone. It's just a matter of time before I'm over the climb and moving under my prime. Just quit my 9 to 5, I'm rocking and they watching.
watching, cause it's shocking. Dropping all these top 10 songs, so stopping. It's time to live my life, it's time to live, not die. Wish I could slow down time and just enjoy the climb. And I'm the one to get it, bro. I swear to God I get it, bro. So don't just let me get it. Yeah, let's go. I'm gon' get it, yeah. Yeah, I'm the one to get it, bro. I swear to God I'll get it, bro. Hey, I ain't never giving up. Yeah, I never give up. I got this, man, I got it. I will not quit, I'm on it. Never off it. Got the block lit, I'm toxic. Spitting logic, make them nauseous. Honest, can I stop this? Never cautious, drop it. I'm the hardest. Knock, knock, bitch, watch it. I'm the fucking king of rock, bitch. Profit, spitting hot shit. Off topic, chronic. I think I motherfucking lost it. Take it back, matter of fact, making racks where it's at. Had my back to the mat, not an act, that's a fact. We attack in a back, don't react, no react. Think I'm black off his back, while I rap, bounce a step, throw a jab, give a crap. We're advanced, I'm the man, gotta play it better than most brands. Goddamn, I'm a rhyme till I die. Never lie, that's a lie. I don't try, I defy. Get to nod that I'm right, yeah. Like a student though, working on a movement, yeah, I'll do it cause I'm in the zone. And you know that I'm ready for the shows, how it goes, I don't know, but I'm waiting till I'm chose. One row, here I go, all these people wanna know what you think of them lately. Do you really love me, or do you really hate me? On a scale of 1 to 10, what would you grade me? All this social media has got me going crazy lately. Everything's inflated, mainly, everyone's invaded. Privacy is naked, man I really hate it. God I really hate it, I just wanna make it through all this fake shit. Living in the real life, living for some real times. Talk about the real climb, passionate in real rhymes. Steal time back from my 9 to 5, taking back my fucking life. I just wanna feel alive. And I'm the one to get it, bro. I swear to God I get it, bro. So don't just let me get it. Yeah, let's go. I'm gon' get it, yeah. Yeah, I'm the one to get it, bro. I swear to God I'll get it, bro. Hey, I ain't never giving up. Yeah, I never give up. Fake it till I make it. Motherfucking take it back from these haters. Playing tracks for the traitors. Got the passion in depths when it happens. Factions take actions, drafting their captains. It's happening, I'm raising my status. Facing the madness, I'm out gaining traction. Avoid the distractions, I'm snapping, no captions. Attracting reactions, adapting, attacking, commanding the masses. I'm practicing habits, I don't fucking ask bitch, I just fucking grab it. I am never static, massively active, expanding, backslid, planning to happen. So I will go capture it, and I'ma stay after it. I'm gon' fucking master it, put them on blast it. They will never last it, don't be so dramatic. Not my demographic, this shit is democratic. They phone effects, yeah bitch. Just don't go stale. Monster kill! Godlike! Legendary! 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 For there will be many more to come. Legendary! Honor to have died Legendary! in this wonderful city. Legendary! We will never Legendary! It's a bloodbath they're walking into. Bleed dry! Monster kill!
choice, for there will be many more to come. I rise beyond this curse and fate.